မြန်မာတနိုင်ငံလုံးကိုဝယ်လို့ရတဲ့အထိချမ်းသာတဲ့ဘဏ်ကတ်ကိုထုတ်သွားလိုက်တဲ့ Smile သူမရဲ့အများပြားလာတဲ့ပိုင်းဆိုင်မှုတွေသုံးဆွဲလို့မကုန်နိုင်တဲ့ပြင်မြန်မာတနိုင်ငံလုံးမှာဝယ်ယူလို့ရနိုင်တဲ့အနေအထားရှိတယ်ဆိုတာကိုထုတ်သွားလာခဲ့တာကတော့တတိမိုင် Smile ပဲဖြစ်ပါတယ်။တတိမိုင် Smile ကတော့ရင်ကာရနုပညာရှင်မင်းသမီးတယောက်ဖြစ်ပြီးအရင်လည်းမအောင်မြင်ခဲ့ပါဘူး။ဒါပေမဲ့လည်းကိုတူးကိုချုံကစူးစမ်းမယ်ဆိုပြီးယောက်ျားယူကအမေရိကန်နိုင်ငံကိုထွက်ခွာသွားခဲ့တာပါ။အဲဒီခါမှာတော့ထင်မထားအောင်စီးပွားရေးအောင်မြင်လာခဲ့ပြီးတော့ချမ်းသာဆုံးဆိုတဲ့တန်းကျွေတတိမိုင်ပွဲကိုရယူနိုင်ခဲ့တာဖြစ်ပါတယ်။ဒါလည်းမကသေးပါဘူး။တဖြည်းဖြည်းနဲ့သူမရဲ့စီးစိမ်ချမ်းသာဥစ္စာတွေကပိုပြီးတော့များပြားလာခဲ့တာကြောင့်အခုဆိုရင်မြန်မာတနိုင်ငံလုံးမှာဝယ်ယူနိုင်တဲ့ထီကိုချမ်းသာလာခဲ့ပြီဖြစ်ကြောင်းသက်သေနဲ့တကွာသိခဲ့ရပါတယ်။ဇကားရဲမှာမြင်မှုနေကြဖြစ်တဲ့ Black Cat ဆိုတဲ့ယာကြီးကို Smile ကလက်ဝယ်ပိုင်ဆိုင်ထားနိုင်ခဲ့ဖြစ်ကြောင်းကိုထုတ်ကြားလာခဲ့တာပါ။ဒါရိုးရိုး Black Cat တောင်မဟုတ်ဘဲနဲ့ Peace လို့ခေါ်တဲ့ Premium S Band Central Black Cat ပဲဖြစ်ပါတယ်။ဒီကကြီးကိုကင်ဆောင်မှုအတွက်တော်ရုံချမ်းသာကြွားတဲ့အနေထားနဲ့တော့အနားတော်ကတ်နိုင်မှာမဟုတ်ပါဘူး။ဘီလီယံပေါင်းများစွာချမ်းသာကြွားပိုင်ဆိုင်မှသာဒီလိုမျိုး Black Cat ကိုထုတ်ယူနိုင်မှာပဲဖြစ်ပါတယ်။ထုတ်ယူဖို့အတွက်လည်းသူတို့ရဲ့တောင်းတင်းတဲ့ပိုင်ဆိုင်မှုအင်အားတွေကိုတိကျချပြတာဖြစ်ပြီးဘန်ကောက်အတိမတ်ပြပြီးတဲ့နောက်မှာတော့ VVIP Black Cat ကြီးကိုထုတ်ပေးခဲ့တာမှာဒီလိုမျိုးကတ်ကိုကင်ဆောင်နိုင်တဲ့သူဆိုတာကကမ္ဘာနှံ့ပြမှာတော်လင်းကိုနေပါနေစေဖြစ်ပြီးမြန်မာနိုင်ငံမှာဆိုရင် Smile တယောက်ပဲကင်ဆောင်နိုင်တာဖြစ်ပါတယ်။ဒါအောင် Smile ကအရင်တော့ကမကြွားခဲ့ပဲခုချိန်မှာသူမရဲ့အနေထားမွေးဖားဖြစ်နေရဆိုတာကိုပရိသတ်တွေသိရှိစေဖို့အတွက်မတက်တာရတာကြောင့်ထုတ်ကြွားလာခဲ့ရတာဖြစ်ပါတယ်။အရင်ကဆိုရင်သူမပိုင်ဆိုင်တဲ့ရွှေတုံးရွှေကလေးနဲ့လက်ဝတ်ရတနာပစ္စည်းတွေ branded ပစ္စည်းမှများစွာကိုတနေ့တစ်မျိုးမရိုးရအောင်ထုတ်ကြွားနေကြရတာပါ။ဒါပေမဲ့ခုချိန်မှာတော့တနိုင်ငံလုံးမျိုးလုံးပြူပြီးတော့အားသင့်သွားစီနိုင်လောက်တဲ့ချမ်းသာကြွားမှုအမှတ်အသားဖြစ်တဲ့ Black Cat ကြီးကိုထုတ်ပြခဲ့တာပါ။လက်ရှိမြန်မာနိုင်ငံမှာဆိုရင်ဘယ်သူကချမ်းသာတယ်ဘယ်သူကသုံးနိုင်ဖြုံးနိုင်တယ်လက်ဝတ်ရတနာတွေဝင်နိုင်တယ်ဆိုပြီးတော့ကြွားနေကြပါမယ်။သူတို့အကုန်လုံးငုတ်တုတ်မိပြီးတော့ထိုင်ဝင်ရလောက်တဲ့နေသားကို Smile ရရှိပိုင်ဆိုင်ထားခဲ့တာပါ။ဒီလိုမျိုးချမ်းသာဖို့အတွက်လည်းအပြင်မှာပြင်ပမှန်အလုပ်လုပ်နေကြမလို့ပဲအုံနောက်၆ခဲ့ပြီးအလုပ်တွေလုပ်နေကြမလို့ပဲနဲ့အိမ်ထဲမှာထိုင်နေုံနဲ့ခင်မုန်းဖြစ်သူကစစရရဖြည့်ဆည်းပေးနေကြတာပဲဖြစ်ပါတယ်။ဒါကြောင့်သူမအောင်မနာလို့ပြီးတော့ဝေဖန်လေးကန်နေကြတယ်မြန်မာနိုင်ငံလူတွေအနေနဲ့နိုင်ငံတစ်ခုလုံးကိုဝင်ယူနိုင်ပြီးတော့ဘီယင်မိုင်းမှာလှုပ်လို့ရတဲ့အနေအထားရှိရဆိုတာကိုထုတ်ပြလာခဲ့တာပါ။သူမအနေနဲ့ဘယ်လိုစီးပွားရေးလုပ်ငန်းတွေကိုလုပ်ကိုင်ပြီးတော့ဒီလောက်ထိချမ်းသာသွားသလဲဆိုတာကတော့ပရိသတ်တွေလည်းစဉ်းစားလို့မရနိုင်အောင်ဖြစ်နေရပါတယ်။အရင်ကကန်ကောင်းပြီးတော့ဘီယင်မတပါးလိုစီးစိမ်ခံစားနေရတယ်ဆိုတာကတော့သူမရဲ့သဘောထားကောင်းမှုနဲ့ဖျားတရားယူသေးကိုင်းဆိုင်မှုတွေကြောင့်ဖြစ်နိုင်ပါတယ်။ဒါပေမဲ့လည်းဘယ်လိုပဲဖြစ်ဖြစ်ဒီလိုမျိုးချမ်းသာကြွားတဲ့တတိမိုင် Smile ကိုတော့အားမကျမဲမနေနိုင်အောင်ဖြစ်သွားခဲ့ရတာပါ။ဒီဗီဒီယိုလေးကိုကြည့်နေကြတဲ့ပရိသတ်ကြီးတို့အနေနဲ့ရောတစ်ချိန်မှာမြန်မာနိုင်ငံကိုဝယ်ပြီးတော့ဘီယင်မတပါးဖြစ်လာနိုင်ခြင်းရှိတဲ့တတိမိုင် Smile ကိုအားကျနေကြပြီလားရှင်။